အားလုံးပဲမင်္ဂလာပါဒီနေ့မိုးတို့က My Dream Garden ကိုတောင်းတာဖြစ်ပါတယ်ဒီနေ့ကကြောက်ရပါလဲဆိုတော့ပေါ့နော်မနေ့ကကြာရင်မိုးတို့ရဲ့ညီမလေးတယောက်ဝင်နေရှိရဲ့သူ့ကို surprise လုပ်ရတဲ့ပေါ့နော် My Dream Garden ကိုတောင်းနေမှာပါခုသွားနေပါလေကဲရောက်ပါပြီ My Dream Garden 对不对？ဟုတ်တယ်အတူတူပဲရောက်ပါပြီရှင်ဒီမှာစပိန်လေးလာယူရမှာချက်တိလားဟိုက neutral vibe လေးရအောင်တော့ပါနော်他要的那时候အေးဟုတ်ပါကွယ်အပေါ်ဆုံးဒါမိုးတို့နားနေဆောင်ကိုသွားနေတာပါသူတို့လိုက်ပြနေတာပေါ့နော်နားနေဆောင်လေးသူကတော့ဟိုပါပေါ့မိုးရာ package နဲ့ယူလိုက်တာရန်ကုန်ကနေထွက်လာနောက်ကြလို့ package ကအခုမှရောက်တယ်ပေါ့ခါနေဆိုလည်းနေ့လည်စားရတော့ရောက်ပါပြီဟောမိုက်တယ်နော်他发给နိုင်တွင်းကားတဲ့ကိုရောက်ပါပြီခုကတော့မိုးတို့ဒီမှာနားလေးဆောင်ကိုသွားမှာပေါ့နော်ဒီပေါ်ထက်ကိုတက်သွားရမှာတဲ့ဒါမယ်လက်ကမငြိမ်ဘူးဖြစ်ပြဘာရရလာလိုက်တာဘာဝနဲ့တွေးဆုံနေပြီမိုးတို့ရဲ့နားလေးဆောင်လေးပဲဖြစ်ပါတယ်ကိုလုံးမမှန်ကြီးမှာထားပေးထားဒီသူကအိမ်နာပါလားကြည့်လိုက်အော်ဒီမှာဒီသူကအိမ်နာပါအခု12နာရီထိုးပြီးဆိုတော့ဗောနော်သူတို့ရဲ့ lunch အချိန်ရောက်ပါပြီ12နာရီကနေ1နာရီခွဲတော့စားကြမယ်အဲ့ဆိုတော့ကြမယ်သွားနေ့လက်စားမယ်စီသွားမှာဖြစ်ပါတယ်ဒါလေးရမလို့ပါနော်စလုံးဝကိုမှကြည့်အယုတ်တွေတောက်ချောက်နော်ဒါထုထားရတော့ကုန်ပါပဲနော်ဆယ်ဩဒါပဲ building 有စိတ်ဝင်စားဟုတ်ပါနော် original ကြာကြီးအဘာဖြစ်လဲဒီနေ့အိမ်လားဒီနေ့တော့ဒါမဲ့ဟိုမျိုးနော်လို့လဲတောအုပ်ကြီးတဲ့ကိုရောက်သွားတယ်နော်ဖီလီအဲ့လိုမျိုးကြီးခံစားရအေးလေဟုတ်တယ်ဒီမှာအပေါက်လေးဒါတော့ခဏတော့ငါမူလို့တက်သွားတဲ့နေရာပေါ့နော်အေးကိုပြန်ဆင်းလာကြည့်တာပါအများကြီးကတော့ review ရေးထားတာသိလားနေ့လည်စာကောင်းတယ်လို့တော့ပြောတာပဲရတာလေစာကြည့်မှတင်ပါဘောနော်စာကြည့်ကြဘောလုံးပဲလုံးပန်းလို့ခေါ်ပါတယ်ဘောလုံးပန်းလေးဒီမှာလည်းငှက်ရဲဟွာလေးဒီခန်းလေးရတော့ပိုကောင်းလို့မှာနော်ဒီမှာလေးနဲ့အခန်းလေးရှိတော်တော့ဝေးတယ်အခုနေရတဲ့အဆောင်လေးပေါ့နော်ရှောက်လိုက်ရသူကအလိုငှက်လေးလောက်တာကြည့်တဲ့နေစားမယ့်နေရာရောက်ပါပြီဒီမှာပါဒီမှာနေစားတာကိုချဲဝင်ရမှာပါဟုတ်ကဲ့
ပေါ့နော်စက်တလုံးကျော်ရယ်ကျဲဥချီဟင်းရယ်ဟင်းရည်တစ်မျိုးရယ်ငပိတိုးစရာရယ်ပါသူကတော့၄ဘက်ရှိရယ်တစ်ပတ်မှတစ်မျိုးစီပေါ့နော်သူကတော့ဒီဟင်းလေးနဲ့တိုးပါတယ်နောက်ဆုံးပတ်ဆိုထားကြမယ်ပါတဲ့တောင်းလာပြီးတောင်းလေအမျိုးစားလို့မရအောင်နော်တိုးစရာပဲစားဒါကြီးကဆက်မှတေးချနော်ဟုတ်လားတူကိုလေခါနေပိုက်အောင်ပါဆို我再找路呀，这个好像找路呀， ရလားဆက်က 再找路呀，也路呀， နည်းနည်းလေးစားဆို 好了，我这个，都搬哪？ အဲ့လေးပိုင်းတာလားဒီမှာဘောလုံးကန်လို့ရတယ်ဘောလုံးကန်မလားငါဘောလုံးယူခဲ့ဘောလုံးလေးကစားလို့ရတယ်ဒီရအကျယ်ပဲဟိုမှာလာကိုတွင်းမယ်ညီမကိုတွင်းကြည့်မယ်အရင်ဒီကနေတွင်းမယ်နော်ခဏလေးဝင်မဝင်ပင်နဒီရုပ်ခါလေးလာ1 2မျိုးတွင်းကြည့်ကိုတွင်းပါမယ်ကိုလိုမမခရီးရဖြစ်ပါတယ်ခင်ဗျာဖြစ်ပါတယ်စပိန်စီးဖို့ပြင်ဆင်နေကြတာ 这种他们这个，这边没写的。 ဒါဖြုတ်လိုက်ရင်ဖြုတ်ရင်အဲ့တန်ပါပဲ။နောက်နေ့အဲ့ဒါကြီးနဲ့ထုတ်တန်ပေါပေးမှပဲ။တောက်ဖြုတ်မျိုးဟာဟိုရပြီလားစပင်းရ။စပိန်စီကိုထွက်ခွာသွားပါပြီ။တောလန်းလေးမှာစပိန်စီကြပါမယ်။မပေးမှာတော့ဘောရိုက်ဖို့နေရာရှိပါတယ်။ပါပြီ။စကန်မှာ
နောက်တစ်ယောက်နောက်တစ်ယောက် 三满。ရပြီမမြတ်မိုးอ่ะ 哎，他又来。ရပြီကားကြီးထွက်မှာတော့ 哪哪里了？快快可以快快。在哪里快？要不我走后拿回来台上面。 ဟုတ်ဟုတ် 喏，把你拿去。 ဟုတ် 那么的。 ဒီဘက်ကချန်ပီယံ 这边。这边。哦，လေးတာပဲတကယ်အဲ့လိုပဲလားလေးလား လေးရပေါ့ အနီးကရှော့ရင်အကောင်လေးကအဆင်ပြေဒီကောင်အဝေးကြီးဟာဒီကောင်အနီးကရှော့ โอเคပို့ချမှန်ပြီလားစမှာလေလွဲသွားပါပြီ ဒီလိုနောက်ပြည့်ပြည့် ဟုတ်ဖိလေးကော့တာအခါကော့ပြီးသားပါ ကောတော့ပေးထားပါအဲ့ဒါလိုလေး ဘယ်ဘက်ကိုသွားမှာဟိုဘက်မလား တွင်းပါလေဟုတ်လား ဟဲ့လေ ချော်ရိုက်လား အောက်တိရောက်လေအောက်တိချအောက်တိချ တက်တော်ရိုက်ချင်တယ် โอเค ရိုက်တဲ့တခါမှခရင်သားပေးဖြစ်နေလို့ချက် ဟေး ဟုတ်တယ်ကဲဒါတော့မာရဲ့တဲချော်ပဲလော်လေးရိုက် အာဘာရောမဟုတ်อ่ะပို့ချကတိလေးကွာမဝင်ကွာဒီဘက်မှာလဲ ရှယ်ရှိ အတန်ရှယ်ရှိ ရာနဲ့ရိုက်ရတယ်ပဲဒီဘက်နဲ့ရိုက်ရတာ အဲ့အပြားဘက်နဲ့အဲ့ဘက်နဲ့ရပြီ ဒါဖြစ်ထားလိုက်ပြီ အခုမျက်နှာမှန်အောင်မရိုက်နဲ့နော် နည်းနည်းကိုပြင်တော့နည်းနည်းပို့ဒီလိုဟုတ်တယ်ဟိုစကွတ်တွေပါထိုင်လို့ခေါ်ရပုံလည်းလို့မှန်မှန်လို့လည်းမြင် လွယ်ပါပါတယ် အဲ့ဟာလေးနဲ့ရိုက်ကြည့်ရဘာရလေးနေပေါ့ဒီလေ ကဲအခုဆိုရင်တော့ကော့ပါလေ ခေါ်ထားခိုင်းရောက်လားခေးလိုက်ရ ဘယ်ကိုရိုက်မှာလဲကွာဟုတ်ပဲလားနေအောင်ခဏလေးကင်မရာမန်ပြေးလိုက်ပါဦးမယ်โอเคချော်တော့ပါလေအဲ့လိုလေးတောင်မတော့လွတ်ရင်ကွာညောင်နော်ရဒီလိုလေးလှုပ်ထည့်လိုက်မယ် nice shot ရ နေအောင်လေ nice shot မြတယ်လောက်အဲ့လိုထည့် nice shot အာကျော်ပါ မမြင်အောင်ပြန်နေပြန် အဲ့လိုမရိုက်ရင်ကောင်ဒီလိုလေးပဲရိုက်အဲ့ဒါ ဝမ်းဝမ်း โอเคဒီကနေ view ပြည့်မြင်ရပြီကဲစမယ် ကိုမမီဖြစ်ပါရဲ့ တူတူပဲလား တောက်ကြပါမယ် တက်တောင်ကောက်ပွဲဒါကတော့တက်တောင်ရိုက်ပွဲမဟုတ်ပါဘူးတက်တောင်ကောက်ပွဲကျင်းပနေပါတယ်မိုက်တယ် ဒီနေ့ရဲ့ချိန်မှာ ဟုတ်လားစပိန်ကနေပေးသွားလားဟုတ်ပြီအဲ့လိုလေးပဲရိုက်ထားမယ်အဲ့လိုလေးပဲရိုက်ထားမယ်အာ ပင်ကြားရောက်သွားပါတယ် ဟုတ်ပါတယ် အော်ရရောက်မယ်အဲ့ โอเคအပင်ကြီးလည်းခံနေတော့နော်မကောင်း ရှုပ်သွား တ
3ယောက်ရိုက်လို့ရတယ်တန်ယူလိုက်တရက် 3ယောက်မြဲပါမြောက်ဘက်တွေရိုက်လိုက်တယ်လာကိုဟိုတယ်လီဖုန်းပေါ်တော့ရိုက်ရဟုတ်တက်တာနဲ့မျိုးဖြစ်နေဟုတ်တယ်လက်ပြီးတက်တဲ့တရားလက်ပြီးတာဟုတ်တယ် ကိုနက်ပြည်တက်တော့မယ် လက်ပြီးတက်တော့မယ်နေရမ်းဖူးတယ်တော့လက်ပြီးဘောကနေလှမ်းရိုက်ကြည့်ပါလားဘူးမရှိသေးတယ်လားပါတော့ဒီမှာဟိုလေးတဲ့ဒီမှာတက်လို့ရုံနဲ့ပါနေဟုတ်ရိုက်စဲရိုက်တဲ့ရတော့များတယ်နော်ကျေကျေရပြီလက်ဖုန်း မမလည်းဖုန်း ဖုန်းတော့ရှိဘူး ဖုန်းလည်းမရှိ ကြောက်တယ်ငွေရှိမှဆိုအဲ့မှာဟိုလေး ship လေးရုပ်ထည့်ထားအဲ့မှာတန်းစီလို့ရတယ်ကွာ ကြောပူလိုက်တာ လာခုနမှဆောင်းနာမှာရနော်တယောက်သားသူတန်းစီနေပါလေစီလို့ကောင်းနော်မောတာပူတော့ပူပဲနော်နေတော့ပူနေစိတ်ဟွာဖြစ်လား relax ဖြစ်လားဖြစ်တယ်နော်အဲ့ဆော့ရတာလေးကောင်းတယ်တို့ပဲချိန်တော့ပြန်ထွက်ကြမယ်ငါလားဟဲ့မမိန်ပေါင်းမိရင်ညစ်ပတ်ကုန်ပြီပါနော်စပိန်စီးရိုင်းနေပါနဲ့ ညှော်စင်တက်မှာ တက်မမျိုးစု ပြေးပြီနော် ပိတ်အဲ့ဒီကိုတွားမကိုကြည့်လိုက်ဟိုမိုးရဲ့ဥပါဒမှာဒီကနေခုံချမလို့လေဒီကနေခုံမလို့လေ မမကလေးတိုက်ဆောင်းနေပါ ဟုတ်ပါကဲလာဟိုတက်မယ်လေဒီမှာလေအော်ဒီမှာတန်ပြီးတော့ရမယ်တတာ ဟုတ်လေပူလိုက်တာ ဟိုကနေပဲရိုက်တော့လေရလား အာ ဗီဒီယိုရိုက်လို့ရလား ဗီဒီယိုရိုက်ပေးနာ300 ဗီဒီယိုလမ်းဆွဲလိုက်ညော်ကင်း Hi everything မမရမယ်ဟိုမျက်နှာအရေးကြ ဘယ်သူဘယ်ဘက်ကို ရိုးရိတ်ကြ ဟုတ်လားဘယ်ကို မိတ်လာရောက်နေပြီတတ ဒါနတ်သားလေးနဲ့နတ်သမီးလေးတွေဖြစ်ပါရဲ့ပေါ့ လိုက်တာပူလိုက် အဲ့ တာ ရတော့ဘူးလားမ ဟု လို့ တ်ပါတော့မယ် နေအလောင်းသွားခံတယ်ကော ဟုတ်တယ်တော့ဘူးလေ ဟုတ်တော့ ကဲတော့ကြမယ် မရမယ် ဘယ်သွားမှလဲ ခိုင်းနေဟို ခန်းထဲကိုသွားမယ်လေ ဆန်းသွားပြီးရောဟား ကျင်းနေဟိုနဲ့ဟိုမှာတရုပ် ငါမတူတူလေးစီစဉ်လေးပြောပြပါအောင် ခုကတော့မျိုးရဲ့ညီမလေးပေါ့နော်ခေရဲ့မွေးနေ့မနေ့ပြန်ကြအောင်မှာဖြစ်ပါတယ်အဲ့ဆက်ခါကြရောမိုးတို့ကသူကို surprise တိုက်ပေးနေပါပြီးတော့ခန်းထဲပြန်ပြီးတော့နားပါတော့မယ်နိုင်နဲ့သူ့ကိုဗတိကိတ်လေးခွဲပေးပါမယ်လာအားရှိဘူးလားအပျော်ပဲယူဘလို့ချက်ပေါ့ဘလို့ချက်ဘူးဒီအမတို့လည်းခါတဲ့ပုံမှာမျိုးဖဲလာတယ်မလုံးကြတာအဲ့ဒီလိုလေးပဲဘေးနာလိုက်လို့အဲ့လိုပဲအဲ့လိုဘာလို့နေရဘေးနာဒီလိုလေးပဲလို့လားခဏအဲ့လိုလေးပဲလို့လေးပဲကဲလုံနာစားပြီစားတော့ဒီနေရကိုလုံလာအဲ့1 2 3ပြောင်းလား အေးရ ရတော့အရင်ကြီးပါတယ်တောက်တယ်ဒါလေးကိုစပိန်နဲ့လည်းပတ်ချောင်း မိုက်မိုက်ရဟော ဒီမှာတင်အဲ့ကောလန်နဲ့ကိုရေးလိုက်ပါမယ်အဲ့ကြငယ်ဦးလေ
videography โอเคกลับไปชอบရန်လာနေပြီနောက်တစ်ပုတ်ချိန်လိုက်နောက်တစ်ပုတ်ချိန်လိုက်အောင်来အေးအသေးလေးပေးလိုက်မယ်အသေးလေးโอเค သူ့အသေးကလည်းကြွားပြည့်နေပူတေးတိုးပြည့်နေအိုက်ပူတေးတိုးယူပြည့် ပူတေးတိုးဖြစ်သွားပါပြီဝိုင်းဝါလေး โอเค1 2 3အေးရပြီလား 1 2 3အလားလေးနော်အာဘာလဲအတဲမုံကြီးခဲ့ရပြီမလို့အတဲမုံကြီးခဲ့ရပြီပြန်တော့โอเคနှစ်ယောက်တူတူကိတ်ပိုင်ရှင်မှာโอเคကိတ်မင်းရှင်ကိတ်ခွဲပါပြီညညတတခွဲပါမသိဘူးอ่ะအကြီးရဟာလားမသိဘူးသူတို့ယူလာတယ် ဆိုင်တကယ်တွေ့ရအဲ့ကောင် မျိုးမတွေ့လိုက်ဘူး မျိုးတော့ပုံရဲမယ်လို့တိုင်တော့အပေါ်တော့နှစ်ယောက်လည်းအပေါ်ဟိုမှာကောက်ကောက်နဲ့တက်ပြေးသွားတာ ငါးခန်းပါလို့ဝယ်စစ်စစ်တဲ့တရင်ဝယ်လို့ဒီမှာကဲငောင်းပြတယ်ငောင်းအပေါ်ကအဲ့ဒီမျိုးနဲ့မြန်ကိုလေအော်အဒီမြန်ဝါပြန်ခွင့်စေတယ်အော်ကြွရအောင်အဲ့တော့လူနာရောလုံးပြောင်းပေါ့ဒီမှာလည်းနေတော့နောက်ကောင်းပါလားရှိတယ်လေညာလေးဆက်တော့ပြန်ဖွင့်ပြလိုက်အောင်လေဟောရောရှိတယ်နာဆက်လာမကြည့်ဒီအားရဟိုလိုပဲပြော ပြမယ်သူတို့ကကြတော့ဟိုပါပေါ့နော်နေခင်းစားပြီးလို့ရှိရင်ညနေခင်းစားပေါ့ခုချိန်နာရီပဲမှာလာပြီးပါတယ်ဘူဒီချော်နဲ့တစ်ခါထုတ်လိုက်ပါတယ်သူတို့ရဲ့ package ကိုယူလိုက်တာပေါ့နော်ဘူရာ package ကကြတယောက်ကို3000နဲ့မှ9000အဲ့ဒါမှလက်ဆဲပါတယ်ဒီလက်ထက်3နဲ့ဘူဒီချော်ကြည့်ပြမယ်နော်
ဒါကဘူးဒီကျော်ရဲ့လက်ဖက်တုပ်ရဲ့ပေါ့နော်သူတို့ရဲ့ညနေခင်းစားလေးပါဒါကတော့အခုမိုးလို့နေတဲ့မားနေဆောင်ပေါ့နော်အဲ့ဒီဆောင်မှာသူကလာပူပြီးပါတယ် lunch ကကြောစားရတာပေါ့နော်သူစားရတာပေါ့သူတို့စီမှာဒါရေပြချမ်းလေးနဲ့ရေရမ်းပါဘူးဒီကျော်စားတယ်ခရုနေတဲ့နေရာလားဟုတ်လားနေရမှာလားနေလိုက်တယ်ဘူးဒီကျော်လည်းတက်လာမှာရဲ့ဘာလို့မလဲရတယ်ဘယ်လိုဒီလိုကကူလုံးစားမှာအချိန်ခွဲရမယ်လို့စဉ်းစားလိုက်တာစားကောင်းတာကူလုံးစားကောင်းတာကောင်းတာကောင်းတာကူလုံးဘယ်လိုအဲ့ကူကလည်းအဲ့လေကြီးတကယ်ထိုင်နေပုံဟဲ့နော်ဟဲ့ထိုင်ခွန်းကအမျိုးမျိုးသုံးနေအဲ့လိုရအဲ့လိုရအဲ့ပါဒီလိုအဲ့ကောင်းလိုက်တာနော်တချို့လေးနဲ့ကောင်းတယ်လက်လက်ပြချာဒါအဲ့လိုရဒါလိုက်ပြီဝေးရည်လေးမလို့နဲ့ဘောကီတော့တက်မှာလားအေးပါတော့ ဒီမှာကာရုံမြင့်ညာချုပ်ပေါ့ ဟောရိုက်ထားရတာ အဲ့ဟာပိတ်လိုက်ရောပိတ်လိုက်ရောအားကုန်ပါအားကုန်ပါ 对呀， ကိုကကိုလာရတာကိုက အဲ့မှာကျဲအောင်ပါ surprise another surprise ရောက် next one အဲ့ဒီပဲအမောင်းနဲ့ဟိုဘက်ကကင်မရာမလေးအမောင်း ပါစေလို့ unboxing အနာကြာကြီးအမားလည်းဒါ ကြော်လားအဲ့ပါစေလို့ကြိုက်လား ဟုတ်တယ် လေပြလား ဘလို့လို့ ရှင်းရအောင်ရှင်းရအောင် ဆက်တော့တဲ့ နှခမ်းကြီးလားဟုတ်ကဲ့ သူကအဲ့နဲ့ကန်စီကြည့်နေတာမရှိဘူးလေပါရင်ရရှောက်နေရတယ်အဲ့ ကြံခဲ့တဲ့ကားပေါ်မှာ ကားတော့ကားဖုန်းထဲမှာထည့်ထားတယ်လို့ ရောက်ကြည့်လိုက်ရေလို့မသိသေးဘူးတော့ပြပါအောင် ဟုတ်လားပြောင်းသွားပြီရှင်းဖို့တော့ကြိုက်လား ဟုတ်တယ်ဆိုင်မှာလား တဲ့လားတဲ့နော်တဲ့ဟုတ်တယ်ငွေနေတယ်လားတော့မသိဘူးအေးကြိုက်လားလာလာပြီတော့မမဘူးလားပြောမှဆိုင်ရင်ပြန်ကောင်းကောင်းလားငါတို့လား ဆိုင် တော့ကျိုးအကျဆာပါကျဆာပါပါလားစစ်စရာလေးကခေရတူလို့ကြိုက်ဟုတ်တယ်ခေးဘော်ဒီလေးနဲ့ဒါလေးနဲ့အယောင်လေးကလည်းညီလာဟုတ်တယ်မြမရင်းမြင်နေဖြစ်ဖြစ် ဒါနဲ့တိတ်မကြည့်ဘူးလေအဲမကြည့်ဘူး ဟိုပါလေဆန်ကြီးတွေပါလေဖြစ်ဆန်တယ် ဒီလေဆိုင် happy 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 surprise နော် ပန်းဆွဲလေးနဲ့ပေါ့နော်မယုံတော့မှလောက်ထားတာအဲ့လာပါလေလာတကြည့်ကြမယ်3:44ဆိုနေဝင်သွားလို့နေကြပါလို့ပေါ့ခုနေမှောင်သွားတာမိုးအုံနေရတယ်ပါမယ်ခဏဆိုတော့နေရမ်းမှုနေလုံးဝမထွက်နိုင်လာတော့တော်ဒါမီးလေးလားမသိဘူးပေါ့ဆိုနော်မီးလေးဆိုဟုတ်လား ဒီ လာလိုက်တာတမိုးတို့တက်ဖို့ရိုက်လိုက်မယ်နော်မိုင်းချင်းထားတဲ့ရေဒီလားငါဝီကန်ဒီနော်နော်ညံ့ညံ့ဖြစ်သွားချင်းချင်းကြိုက်တာညောင်းပဲဟိုဘက်ဟိုပကြီးဆွဲနေရပါမယ်မကြီးဆွဲထားရကြည့်တယ်
ခုတော့မိုင်းဒရင်လေးကနေပြန်နေပါပြီသူတို့က9 နာရီပိတ်တာဆိုတော့ပေါ့နော်ငိုတို့9 နာရီမှာထွက်လာကြလိုက်တာပါဖေချိုးရမှာဟုတ်တယ်မလား ချိုးမှာ